ကမင်္ဂလာပါငြိမ်းချမ်းရေးလမ်းလျှောက်မှာဦးဆောင်ဆရာတော်เนาะဒီ Western ကိုဗုဒ္ဓဘာသာကို awareness ဖြစ်သွားအောင်လုပ်တယ်ဆရာတော်သူ့ဗီဒီယိုမယ်နေကြည့်ပြီး PDF တစ်ဖက်ဖက်ဖြစ်ပြီးကျွန်တော်ကြည်ညိုလို့ကျွန်တော်ပါဠိလိုဂါထာလေး၄ပုဒ်ရေးဆက်ထားပါတယ်ကျွန်တော်စွမ်းတလောက်တက်တလောက်မှတ်တလောက်နဲ့เนาะတကယ်လို့မှားတာလိုအပ်တာရှိရင်နားလည်ပေးကြပါအဲ့ဂါထာလေးတွေကျွန်တော်ဖတ်ပြ၄ပုဒ်ဒီတော့2ပုဒ်ပေါ့เนาะဟိမဝန္တတမိန်ကာလေးစတိတဝါဒတပေပိစတန်နိအထာယကိစ္ဆန္တံမေတ္တာလောကဟိတံမုနိဆိုနော်ကာရရဲ့အဓိပ္ပာယ်ကတော့ဟိမဝန္တတမိန်ကာလေးစနှင်းတဖွေးဖွေးကြဆွင့်အေးမြလှသောကာလ၌၎င်းတိတဝါဒပေပိစချမ်းရလှသောလေပြင်းနှင့်ပူပြင်းလှသောနေအောင်ကြီးတို့ရှိတော်မှ၎င်းတန်နိအထာယလောကကြီးငြိမ်းချမ်းရေးအကျိုးငါကိစ္ဆန္တံကြွချီတော်မူသောမေတ္တာလောကဟိတံလောကအကျိုးကိုမေတ္တာရှေထားဆောင်ရွက်တော်မူသောမုနိန်ထိုအရှင်မြတ်ကိုအဟံကျွန်ုပ်သည်ဝန္နာမိရှိခိုးပါ၏ဒါကတော့ဒုတိယညာပထမကာရဖြစ်ပါတယ်ခင်ဗျာဒုတိယကာရတစ်ပုဒ်ကတော့ပညာကာရံမဟာထေရံဓမ္မယာတရာယဥတုကံတန်နိဒုရံပဝတ္တတံဝန္နာမိတရတံအဟံပညာကာရံပညာကာရမိသောမဟာထေရံမဟာထေကိုဓမ္မယာတရာယငြိမ်းချမ်းရေးလမ်းလျှောက်ခီးစဉ်နဲ့အုံတုကံအာတတယောကျိုးပန်တော်မူသောတန်နိဒုရံငြိမ်းချမ်းရေးတန်တမန်တော်အဖြစ်ပိုးတတံဆောင်ရွက်တော်မူသောထိုဆရာတော်ပေါ့နော်ပြန်လိုက်မှာအဟံကျွန်ုပ်သည်တတ္တံအစဉ်မြတ်ဝန္နာမိရှိခိုးပါ၏ဒါ2ပုဒ်ပါနောက်ထပ်2ပုဒ်ကိုကျွန်တော်ဒုတိယပိုင်းကျမှဆက်ပြီးတော့ပြောပြပါမယ်များကျေးဇူးတင်ပါတယ်